ကောင်းမိမဘဝကနေဈေးတဲ့ဘဝကိုရောက်ရှိခဲ့တဲ့မိခင်ရဲ့ရုန်းကန်မှုတွေကိုဖွင့်ဟလာတဲ့အိမ်ချစ်သူမအသက်14နှစ်လောက်ထဲကနေကွဲသွားခဲ့ကြတဲ့မိဘတွေရဲ့အကြောင်းကိုပြောပြခဲ့တာပါအခုဆိုရင်တော့အနည်း20ရှိနေပါပြီသူမငယ်စဉ်တွေကဖခင်နဲ့အတူရေစီးကြောင်းတန်ရောစဉ်ဆိုတဲ့တခြင်းလေးကိုစဆိုပြီးနောက်ပိုင်းမှာတော့ကွဲသွားခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်အခုလိုမျိုးပြောပြခဲ့တာကလည်းဖခင်ကနောက်မိသားစုကိုပွဲထုတ်လာတာမို့မရောထွေးသွားအောင်လို့ပရိသတ်တွေကိုနှစ်20ကျော်အောင်မျိုးသိပ်ခဲ့တဲ့အကြောင်းတွေကိုပြောပြခဲ့ပါတယ်။သူမမိခင်ဟာအိမ်ချစ်ဆိုပြီးတော့သမီးလေးမအောင်မြင်ခင်အချိန်ကာလတစ်ခုမှာတော့ချစ်ကောင်းနဲ့ကွဲသွားခဲ့တာဖြစ်ပြီးဈေးတဲ့ဘဝနဲ့ပဲသားသမီး2ယောက်စလုံးကိုထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။ဒီဘက်နှစ်ပါးလုံးဟာဒီနေရာရောက်ဖို့အတွက်ရုန်းကန်ခဲ့ကြပေမဲ့အဆိုတော်တဦးရဲ့အမျိုးသမီးဘဝကနေဈေးတဲ့ဘဝသို့ရောက်ရှိရုန်းကန်ခဲ့ရပါတယ်။ယခုချိန်မှာတော့သားသမီးတွေအားလုံးကအခြေကျနေကြပြီဖြစ်ပေမဲ့ကျမရေမကောင်းတဲ့မိခင်အတွက်တော့ဝမ်းနဲ့ပူဆွေးမှုတွေဖြစ်ပေါ်နေတဲ့ခံစားချက်ကိုအင်ချစ်ကယခုလိုမျိုးပြောပြခဲ့ပါတယ်။အင်ချစ်ရဲ့အင်တာဗျူးတစ်ခုကြောင့်လည်းချစ်ကောင်းရဲ့နောက်မိမကယခုလိုမျိုးပြောဆိုခဲ့ပါတယ်။စိတ်ထားလေးသာဖြူစင်အောင်ထားရင်အရာရာကြည်လင်နေတာပဲလို့ချစ်ကောင်းရဲ့အမျိုးသမီးကယခုလိုမျိုးထပ်မံ၍ပြောဆိုခဲ့ပါတယ်။သူမကတော့အဆိုတော်ချစ်ကောင်းရဲ့ဒုတိယအမျိုးသမီးပါ။သူမကစိတ်သာကောင်းထားမယ်ဆိုရင်အရာရာဟာကြည်လင်နေကြောင်းသူမတို့မိသားစုတပ်ပုံလေးနဲ့တကွတွဲပြီးတင်ခဲ့တာပါချစ်ကောင်းဟာနောက်အိမ်တောင်နဲ့ရလာတဲ့အဆိုတော်ဝါသနာပါသူသမီးလက်လေးကိုမကြာခဏသူနဲ့အတူစင်မောမှာတီးဆိုပြီးပွဲထုတ်လေးရှိပါတယ်မကြသေးခင်ရက်ပိုင်းကမှအဆိုတော်အင်ချစ်ကလည်းဖခင်ထားခဲ့တာနှစ်20ပြည့်ပြီဖြစ်ကြောင်းနဲ့သူမအသက်14နှစ်ထဲကထားခဲ့ကြောင်းအင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့တာလည်းဖြစ်ပါတယ်